အခု KNU က KLA ကိုအာဏာလွဲအပ်ပေးလိုက်ပြီဒါကြောင့်မလို့စီဦးစီချုပ်စောဂျော်နီအနေနဲ့ဘလို့စစ်ဆက်သွားမလဲစောက်ကြည့်ရမယ်ပြည်သူတို့ဒါမဲ့သေးချာတစ်ခုကတော့9နှစ်ရှိနေပြီနော်9နှစ်ရှိနေပြီကရင်ပြည်နယ်နဲ့ပတ်သက်ပြီးတော့အခုချိန်ထိသိသာထင်ရှားတဲ့အရွေ့အောင်မြင်တဲ့အရွေ့မတွေ့သေးဘူးကရင်ပြည်နယ်မှာကတော့ဟိုမှာတိုက်တယ်ဟိုမှာတိုက်တယ်ဒီမှာတိုက်တယ်ဒါတော့ဒီလိုမျိုးကြီးညာနေတာကတော့9နှစ်ရှိပါပြီဒါပေမဲ့စခန်းသိတယ်မြို့သိတယ်ရွာသိတယ်ဂျာကာလာဖွဲ့စည်းဖို့ဖွဲ့စည်းနိုင်တယ်နော်မင်းလို့မင်းအွန်လိုင်းကိုမြို့တွေရွာတွေကနေမောင်းထုတ်နိုင်တယ်ဆိုတဲ့အဲ့ဒီတည်င်းကောင်းတွေအခုချိန်ကြီးမတွေ့ရသေးဘူးစခန်းငယ်တွေသိလို့ရခဲ့တဲ့စခန်းငယ်တွေစခန်းသေးတွေစခန်းလတ်တွေသူတို့ပြန်ပြီးတော့မသိနိုင်သေးဘူးအားလုံးမင်္ဂလာပါခင်ဗျာတော့ New Sharing မှာကြိုဆိုပါရစေကျွန်တော်တို့ရဲ့ channel ဟာဆိုရင်နေ့စုသတင်းထူးများကိုတင်ဆက်ပေးနေတာမို့ဝင်ရောက်ကြည့်ရှုဖို့တောင်းဆိုလိုက်ပါတယ်ကြည့်ရှုသူများကိုအထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျနေတို့စနေတာဟုတ်လားအဲ့ဒါနေတို့ KNU ကိုပြောရမှာလေနော်အောင်သူရဦးဆိုတဲ့ဗာလဲမအားလာကျူလာနော်စမူစာဂျာကဘလို့ခေါ်မလဲနော်ငပိကောင်လို့ပြောရမှာလားနေတို့လို့စောက်ခွဲတောင်မပြရဲတဲ့ကောင်ကနေတော့အခုနေတို့ကရင်ကိုကြီးလိုက်လေနော်မင်းတို့စက်နေတယ်ဟုတ်လားငါကြီးလိုက်မယ်နော်မင်းတို့မူမမှန်လို့မင်းတို့စောက်ဖုံးမကြလို့မင်းတို့ကရင်လူထုတွေတနိုင်ငံလုံးကပြည်သူတွေကိုအလွဲသုံးစားလုပ်ပြီးတော့မင်းတို့နော်မူဘယ်လိုပြောမလဲမင်းတို့ကလိုက်ကကြစ်လောက်ခဲ့လို့အခုဘယ်လိုလဲမင်းတို့ကရင်နော်ကရင်ပြည်နယ်မှာဂျားဖြန့်နဲ့ဟိုးလေးတကြောကဘာကြော်နေပြီအဲ့ဒါကြောင့်မို့မင်းတို့ကအန်နူဂျီကိုပဲဖြစ်တော်လန်ရေးသမားကိုပဲဖြစ်နော်အမှန်တရားသမားတွေကိုမင်းတို့ထိုးချဖောင်းထုလဲပစဖျားနဲ့ပဲနော်မင်းတို့ပြောလို့ရမယ်လက်တွေ့လောက်ရနဲ့ရလာကတော့အဖြေပဲနော်နေငါကိုမထုနဲ့ခွေးသူရအောင်သူရဦးနေလဲခွေးသတောင်းစားနော်မင်းအွန်လိုင်းနဲ့ဗာလဲမင်းအွန်လိုင်းနဲ့ကျူလာမောင်ချစ်သူနဲ့မောင်ချစ်သူမိမညားတဲ့နော်သုတ်ပိုးကောင်ပဲဒါကြောင့်မို့မင်းတို့နာနေတယ်ဟုတ်လား KNU ပြောမင်းတို့နာတယ်ဟုတ်လားနော်ဘလော့သလောက်ကိုမကုတ်တို့အခုနဲ့သူတို့စောက်ခွက်တွေမပြရဲကလေးကိုကသူတို့ကမအေးလို့မင်းအွန်လိုင်းနဲ့မောင်ချစ်သူတို့ဗလဲဘယ်လိုပြောမလဲစပ်ပြီးတော့ရလာတဲ့မျိုးမစစ်ကောင်တွေဖြစ်တယ်ဒါကြောင့်မလို့သူတို့စောက်ခွဲတွေကိုမပြရဲတာအဲ့ရှယ်ပေးပါဦးနော်အခုသူတို့ဘလို့ပဲလေအန်နူဂျီကိုဘလို့ပဲထိုးချနော်သူတို့ထိုးချလို့မရဘူးမမိသေးတာပြီသူတို့အမေစုကိုနော်ဒေါ်အောင်ဆန်းစုကြည်အမေစုကိုနီးမျိုးစုံနဲ့မအားလာအပုတ်ချဖောင်းထုပြီးတော့နော်ဗာလဲပြည်သူတွေဝေဝါအောင်ပြည်သူတွေမုန်းတိအောင်သူဘလို့ပဲလောက်ခဲ့ပေမဲ့တနိုင်ငံလုံးတကဘာလုံးကအမေစုကိုချစ်ကြတာအခုချိန်ထိပါပဲလောဝမပြောင်းလဲဘူးပြည်သူတို့ဒါဘာဖြစ်လို့လဲသိလားအမေစုရဲ့ယက်တိချက်ကမှန်ကန်လို့အမေစုရဲ့မေတ္တာတရားကကြီးမားလို့ဖြူစင်လို့မှန်ကန်လို့ပြည်သူတို့အခုအန်နူဂျီကိုလည်းအဲ့လိုပဲသူတို့အန်နူဂျီကိုဖောင်းထုပြီးတော့ဖြုတ်ချလေနော်သူတို့ဖောင်းထုလေပြုတ်ကြဖို့နော်အန်နူဂျီကိုသူတို့ဗလဲတိုင်းသားနဲ့ရန်တိုက်ပြီးတော့ဖြုတ်ချလေသူတို့ပဲပို့ပြီးတော့အောက်ကျလေပဲနောက်ကျလေပဲအခုချိန်ထိဘာတစ်ခုမှအောင်မြင်မှုမလုပ်နိုင်သေးဘူးဒါကြောင့်မို့
လက်တွေ့လောက်ရသည်ကနော်အမှန်တရားလောက်ရနဲ့ရလာကအဖြေပဲသူတို့ဘလောက်ပဲပြောလေဗစနဲ့ပဲပြောလို့ရမှာအခုကျမတို့ပြောနေတာတွေကသူတို့လောက်ရပေါ်မှာမူတည်တော့ကျမတို့ပြောနေတာနော်ကျမတို့ပြောနေတာမဟုတ်ဘူးဆိုရင်သူတို့လောက်ရနော်သူတို့လောက်ရကျမတို့ပြောတာမဟုတ်ဘူးဆိုရင်သူတို့ဒီလိုမျိုးနာစရာအကြောင်းမရှိဘူးလေစစရာအကြောင်းမရှိဘူးလေနော်ကျမတို့ကတော့အမှန်တရားပြည်သူဘက်မှာမရတည်တဲ့ဘယ်အာနာစီမဆိုကျမတို့ကတော့နော်ဖော်ထုတ်မှာပဲအခုနော်ခေါင်းစဉ်တတ်ထားတယ် NU အမဟုတ်ပါလေ KNU အနေနဲ့အခုသိပြီနော်ကရင်ပြည်နယ်မှာအခုမျိုးသားရေးအစွန်းရောက်အုပ်စုတွေကအများစုကနော်အမျိုးသားရေးအစွန်းရောက်အုပ်စုတွေကအခုARDကသတင်းတင်ထားတယ်သူတင်တာလည်းအမှန်ပဲလေနော်အမှန်ပဲအမှန်ကိုလက်ခံရမယ်အဲ့ဒါကိုနာမည်နဲ့မတက်လို့တဲ့မင်းတို့ KNU ခေါင်းဆောင်ကြီးတွေကိုယ်တိုင်မင်းတို့ KNU ဘဟိုတွေကိုယ်တိုင်မပြတ်ပါဘူးလေငခုံးမတကောင်ကြောင့်တက်လီလုံးပုတ်မှာပေါ့မင်းတို့ခေါင်းဆောင်တွေကအပေါက်ခံတာလေနော် KNU ဘဟိုကပြတ်သားတဲ့မူဝါဒရှိသလား KNU DKBA PCBG KNA ကိုနော်ရန်သူအဖြစ်ကြီးညာရဲသလားအခုအကောင်သိပြီလေ BGM မောင်ချစ်သူ DKBA တို့သူတို့ကရန်သူနဲ့ပေါင်းပြီးတော့ဂျားပြန့်ကိုပါဝင်ပတ်သက်နေတယ်အခု KNU ကဂျားပြန့်ကိုနှိမ်နင်းနေတယ်ဆိုရင်ပြတ်သားတဲ့မူဝါဒကိုချမှတ်နိုင်ရမယ်လေနိုင်ငံတကာကိုမင်းတို့ခေါ်တွေ့တယ်မင်းတို့ခေါ်ပြီးတော့ပူပေါင်းခိုင်းတယ်မင်းတို့လောက်ရတွေကအခုချိန်ထိမပူပေါင်းမပြတ်သားသေးဘူးနော် BGM DKBA ဂျားပြန့်ရဲ့အဓိကဂိုင်းချုပ်တွေကိုမင်းတို့မဖမ်းပြနိုင်သေးဘူးကရင်ပြည်နယ်မှာပဲရှိတယ်မောင်ချစ်သူဘယ်မှမပြေဘူး DKBA စောစားအောင်ဘာမှမပြေဘူးမင်းတို့ကရင်အချင်းပြောမယ်ဆိုရင်နော်ကရင်အချင်းဆိုတဲ့မူဝါဒကို KNU နော် KNU ကမပယ်ဖြစ်မချင်း BGF DKBA နော်မအားလာရဲ့တောက်တိုင်ဖြစ်တဲ့ BGF DKBA ကြောင့်ကျမတို့ဒီကရင်စစ်ရေးကမအောင်မြင်တာကို KNU အနေနဲ့လက်ခံပြီးတော့ဒီရန်သူအဖြစ်သတ်မှတ်ရင်နော် KNU ကိုဘယ်သူကမှဝေဖန်ဆုံးချလို့မရဘူး KNU ခုချိန်ထိပြသတဲ့မူဝါဒကိုမချပြနိုင်သေးလို့အခုအပြောခံရတာတလေလုံးအပေါက်ခံနေရတာဒါကြောင့်မို့မင်းတို့ဖိအားပေးရမှာ KNU ဘဟိုတွေကိုဖိအားပေးရမှာနော်သတင်းအမှန်တင်တဲ့လူကိုမင်းတို့ကနော်ဗာလဲရန်စာပြီးတော့မင်းတို့လှုပ်လို့မရဘူးပြီးတော့ဒီຫນွေဦးတော်လန်ရေးကကရင်ဗမာတော်လန်ရေးမဟုတ်ဘူးရခိုင်ဗမာတော်လန်ရေးမဟုတ်ဘူးကရင်နီဗမာတော်လန်ရေးမဟုတ်ဘူးရှင်းပြောရရင်တိုင်းရင်းသားနဲ့ဗမာတော်လန်ရေးမဟုတ်ဘူးလူဒုတော်လန်ရေးအဲ့ဒါမင်းတို့အုံနောက်ထဲမှာမြင်းမှတ်ထားလူဒုတော်လန်ရေးကိုအမျိုးသားရေးလို့ဆွဲခေါ်လို့မရဘူးအကထုခန့်ထိထားတော့လေနော်ချဲလို့လဲမရဘူးဝိုင်းရှက်ပေးပါဦးချဲလို့လဲမရဒုက္ခတော့ကောက်သွားမယ်ခဏလေးနော်ချဲမရဲချမရဲလူပြသားမှုမရှိလို့အဲ့ဒါပြောတာလေအဲ့ဒါကိုသူများပြောလဲမင်းတို့ခံရမှာပဲမင်းတို့မဆက်နဲ့မင်းတို့မနာနဲ့
နာလေးပြည်သူတို့ share လိုက်အောင်မယ် view က view မတက်အခုနောက်ထသတင်းကောင်းတစ်ခုကတော့ပြည်သူတို့ရေကျမတို့ဒီဘလက်စကင်စင်တာဒီ American ဟာလေနော် American နော်ဖွဲ့စည်းလိုက်တဲ့အဲ့ဒီ skin center strike လေအဲ့ဒီဟာမဟိုဗလဲအဲ့ဒီဟာလည်းကြီးညာပြီးရောတရုတ်ကလည်းကြီးညာတယ်သူကလည်းမဲခေါင်ကြားဖြတ်နေနင်းရေးဆိုပြီးတော့နော်ဒီဟာလည်း skin center 6နိုင်ငံနော်အဲ့ဒီ6နိုင်ငံပေါင်းတဲ့ကြားဖြတ်နေနေမယ်ဆိုတော့အမှန်မှာတော့ तू ကဒီ American ကိုတန်ပြန်ဖို့ပါနော်နောက်ဆက်ဖို့ပြောရမယ်ဆိုရင် तू ကတော့နာမည်ကောင်းအောင်ဗလဲကြားဖြတ်နေနေဖို့ဆိုပြီးတော့နာမည်တက်လိုက်တယ်ဒါပေမဲ့နော်အဲ့ဒီဖွဲ့ထဲမှာထိုင်းရပါမယ်လာအိုပါမယ်ကမ္ဘောဒီးယားပါမယ်ဗီယက်နမ်ပါမယ်နောက်ပြီးတော့မြန်မာပါမယ်6နိုင်ငံတရုတ်ပါမယ်6နိုင်ငံအခုဗီယက်နမ်ကအခုဂျပန်နော်ဂျပန်နဲ့တရုတ်ပဋိပက္ခဖြစ်နေတဲ့အချိန်မှာဂျပန်ဘက်ကိုဗီယက်နမ်ပါဖို့ကြီးညာလိုက်ပြီးတရုတ်တိုင်ပတ်နေပြီးတရုတ်ဘက်မှာဘာသူပါမလဲရုရှားတို့အိန္ဒိယတို့ပဲပါမှာပေါ့နော်ပြီးတော့မြောက်ကိုရီးယားဒါပဲရှိတယ်နော်အီရန်တို့ဘာတို့ကြတော့သူတို့ကလည်းနော်ဂျားနေတော့ပဲအခုဂျပန်ကိစ္စနဲ့ပတ်သက်ပြီးတော့ဖိလစ်ပိုင်နဲ့ဂျပန်ဘက်မှာရက်တည်တယ်အမေရိကန်တို့နောက်ပြီးတော့ဒီဗာလဲဗီယက်နမ်နော်နောက်ပြီးတော့နေတိုးတို့တိုင်ဝမ်ကိုတိုက်လို့ရှိရင်ဟောစာကူညီမယ်ဗာလဲဗီယက်နမ်လည်းကူညီမယ်ပြောမယ်ဆိုရင်အခုသူကစုဖွဲ့နေပြီအဖွဲ့ခွဲနေပြီနော်အဖွဲ့ခွဲနေပြီဒါကြောင့်မလို့အခုနော်ဒီဂျားဖြတ်နေနေရင်ပြောပြီးတော့အခုဒီဆွေကုတ်ကိုဖြိုတာလေအဓိကလူသတ်ပြီးတော့အဲ့ဒီနေရာမှာနော်လူသတ်တဲ့ဗလဲအဓိကအသက်တွေထောက်ထားတဲ့နေရာပေါ့ပြောမှာဆိုရင်လူသတ်တယ်လူဖမ်းတယ်နောက်ပြီးတော့အဲ့ဒီမှာကလီစာတွေဖမ်းပြီးတော့အဲ့ဒီမှာအဲ့ဒီနေရာကိုသူတို့ကနော်မိုင်းခွဲဖြိုလိုက်တာဒါမဲ့ဖြိုတာမအေးလို့မအောင်နိုင်မဟုတ်ဘူးနော်တရုတ်ကိုယ်တိုင်ဖြိုတာဘာဖြစ်လို့ဆိုတော့သူတို့ကလူမထိရအောင်လို့လေဒီအောက်မှာအပေါ်ကနေပြစ်ချလာမဟုတ်ဘူးနော်အောက်မှာဒိုင်းနမိုင်းလိုမျိုးပေါ့သူတို့ဗလဲသူတို့ဘယ်လိုပြောမလဲစနစ်တကျသူတို့လှုပ်ထားတာအဲ့ဒီမှာအဲ့ဒီပညာကိုမေလို့မအောင်နိုင်တို့ကမတတ်ဘူးတရုတ်ပဲတတ်တာဒါကြောင့်မို့ဒီဆွေကောက်ကိုဖြိုတာလဲတရုတ်ပဲကျမတို့ပြည်သူတွေတောင်သိရင်အမေရိကန်ကမသိပဲနေမလားနော်ဒါကြောင့်မလို့အခုဒီဂျာဖြန့်နေနေရင်းနဲ့ပတ်သက်တော့ KNU ကမင်းလက်ပံနော်နေနေပြတယ်မင်းလက်ပံနေနေပြတယ်အခုထိမင်းလက်ပံမှာတိုက်ပွဲဖြစ်နေတော့ပဲမင်းအွန်လိုင်းကသူတို့ကိုဘာပညာသူတို့ပြောသူတို့เนี่ยဘော်လီဘောပုတ်တော့တိုက်ကြတယ်ဒါပေမဲ့လက်တွေ့ဘာတွေအောင်မြင်မှုရှိသလဲဘာတွေအောင်မြင်သလဲဒါကြောင့်မလို့ KNU ကနော်အစိုးရလောက်ပြီးတော့နိုင်ငံတကာကူညီပေးပါဆိုပြီးတော့ကြေညာလိုက်တဲ့အချိန်မှာပဲအမေရိကန်ကစုငွေထုတ်တယ်နော်ဘာလဲဒေါ်လာ25သန်းပေးမယ်အဲ့ဒီဂျားဖြန့်ခေါင်းဆောင်တွေကိုဖမ်းပြပါဆိုပြီးတော့ကြေညာလိုက်တိုက်ဆက်ပဲကြေညာတယ်အဲ့ဒါကိုဘာကိုပြတယ်လဲ KNU နော်မင်းတို့နယ်မြေမှာဂျားပြဂိုင်းချုပ်တွေရှိတယ်မောင်ချစ်သူ BGF DKBA တို့ရှိတယ်ဒါကြောင့်မလို့နော်မင်းတို့နိုင်ငံတကာဘာလဲမင်းတို့ဖိတ်ခေါ်နေမင်းတို့နဲ့ကူညီလို့မရဘူးလေဒါကြောင့်မို့အလွယ်ဆုံးကငါတို့စုငွေထုတ်မယ်မင်းတို့ဖမ်းပြပေးပါစုငွေထုတ်ပြီးတော့ဖမ်းပြခိုင်းတဲ့ KNU နယ်မြေမှာKNU ဖမ်းပြတယ်ဟဲ့အများအားကြီးပဲနော် KNU ဖမ်းပြတယ်အမေလိုဘက်ကလည်းဖမ်းပြတယ်ဖမ်းပြတော့ဘာလဲဟိုဘက်ကန်းကိုပို့တယ်မျက်နှာလောက်တယ်ပြည်သူတို့ထိုင်းဘက်ကလက်မခံတော့ကျွေးစရာနော်သမီးမကျွေးနိုင်ဘူးဘာညာညာနဲ့ဆောက်ဆက်ကွဲပါလိရောဒါမှတရားတွေကျမတို့
မကောင်းကြောင်းပြောတာမဟုတ်နော်ဒါအမှန်တရားတွေပြောနေတာအခုဘာဒီဂျာပြက်တလားပြစ်ပြီးထင်တယ်စစ်ရဲနေကစတာအခုတလားပြစ်တော့မယ်ဘာဒီအောင်မြင်တယ်လဲထူနေတယ်လေထူပါစေနော်ဘာဒီအောင်မြင်တယ်လဲဒါကြောင့်မလို့ကျမပြောမယ်ပြည်သူတို့အဓိကမေလို့မင်းအောင်လိုင်းမသေးရင်မပြိုရင်နေပြီးတော့မပြိုရင်မင်းအောင်လိုင်းကဒီတိုင်းပဲဆက်ပြီးတော့လူဖတ်နေအောင်မှာပဲအထူးသဖြင့်အခုကျမတို့တော်လန်ရေးဘက်တော်သားတွေနော်ပြက်ပြက်သားသားတိုက်တဲ့နေရာဒေသမှာဆိုရင်လေရင်ဘုံကျဲတယ်ပြည်သူတွေကိုဘုံကျဲတယ်ဒါသူတို့ပြည်သူတွေကိုဘုံကျဲပြီးဆိုရင်ဒါသူတို့မနိုင်တော့လို့သူတို့နော်သူတို့ကလားမနိုင်ရခိုင်မဲဆိုတာအဲ့စကပေါရှိတာအခုလက်နဲ့ရှိတဲ့ကျမတို့တော်လန်ရေးတပ်ဖွဲ့တွေကိုမနိုင်တော့လို့လက်နဲ့မဲ့ပြည်သူတွေကိုဘုံကျဲပြီးတော့ရဲဆက်ဆက်တပ်ပြအဲ့ဒီမီးစွနေတာဒါသူတို့ရှုံးနေပြီအခုသူတို့ဖန်ရင်မှန်ရေးအတူအယောင်အယိုးကောက်ပွဲလောက်တယ်ပြည်သူတို့နော်လူတွေရီတွဲလို့ရတယ်ကိုတောင်ကိုလီယာမှာဆိုတကောင်မှတော့မရှိဘူးဆောက်ဆက်ကွဲနေပြီနော်အခုကျမတို့တော်လန်ရေးဘက်ကလည်းဟုတ်တယ်လေနော်အခုကျမတို့တော်လန်ရေးဘက်ကလည်းအိုးဗလဲစစ်တမ်းတစ်ခုလုပ်တယ်ဝိုင်းပြီးတော့လက်မထိုးကြပါပြီသူတို့နှစ်ရက်ပဲရှိသေးတယ်ခုနှစ်သိန်းကျော်သွားပြီခုနှစ်သိန်းလားမသိဘူးနော်ကျော်သွားပြီခုနှစ်သိန်းကျော်သွားပြီတွေ့လားမြတ်တာတွေမတူဘူးပြည်သူတွေရဲ့မြတ်တာကဘလောက်ထိကြီးပွားတယ်လဲပြည်သူတွေကမင်းတို့အာနာရှင်တွေကိုဘလောက်ထိမုတ်တီးတယ်လဲနှစ်ရက်ပဲရှိသေးတယ်ခုနှစ်သိန်းရောက်သွားပြီအခုမင်းတို့ဟိုဗလဲမဲရွေးတာဘယ်နှကောင်ပါလဲအခုပြီးဟိုဗလဲ live ပေါ်မှာသူတို့ရိုက်ပြတဲ့လူတွေကလိန်ညာပြီးတော့နော် passport ကိုအဲ့ဒီနေ့မှာမှသူတို့ပေးတယ်ဒါပြည်သူတွေရဲ့ဆန္ဒကဘယ်လောက်ထိပေါ်လွင်နေပြီလဲမင်းတို့ရှက်တိုက်ရင်လဲသေးလို့ရပြီအာနာယူတွေนั่นเลยเนาะဒီကောင်နမဆရာသေးဒါကြောင့်မလို့ပြည်သူတို့နော်အခုမနေ့ကကျမတို့ရဲ့ NUG နော် NUG PDF ပူးပေါင်းတက်တယ်ဒါဒီမိုးမိတ်မိုးကုတ်ကိုကျမတို့ NUG ကကွယ်ရေးဝန်ကြီးကဥဆောင်ပြီးတော့တိုက်ပါတယ်စခန်းတစ်ခုကိုသိမ်းနိုင်တယ်အာသာအုပ်စုတွေစပ်ပြီးတော့အာသာအုပ်စုတွေလောင်ပြောင်နေကြတယ်စဉ်းစားကြည့်ပါနော်ဟိုဗလဲအဲ့ဒီဦးမျိုးရင်နောက်သိတင်ထားတယ်ဝေဖြိုးဆိုတဲ့ကောင်ကမေးတယ်NUG နော် NUG ကဒီຫນွေဦးကိုဦးဆောင်နိုင်မလားတိုက်နိုင်မလားတဲ့ကျမမေးလိုက်ဦးမယ်နော်9နှစ်အတွင်းမှာတိုင်းရင်းသားအရာအိုတွေကိုမေးကြည့်လိုက်စမ်းပါNUG နဲ့သူတို့နိုင်ငံရေးမှာစစ်ရေးမှာNUG ကသူတို့ကိုနော်သူတို့ကိုတောင်းပေးပြီးသားပြောမှဆိုသူတို့ကိုစစ်ရေးမှာမဝင်စုပ်ဖက်ဘူးစစ်ရေးကိုဗလဲတိုင်းသားအရာအိုတွေကိုတောင်းပေးတယ်နိုင်ဖန်ရေးနမရေးမှာNUG ကတာဝန်ယူတယ်ဒါပေမဲ့ဘယ်တိုင်းသားအရာအိုမှနော် KIA ကလွဲရင်ဘယ်တိုင်းသားအရာအိုမှNUG နဲ့တသွေးတဲ့တသားတဲ့ပေါင်းတာမရှိဘူးနော်မဟာမိတ်လိုဟိုလိုဒီလိုပဲလုပ်နေတာနိုင်ငံရေးမှာပေါင်းတာမရှိတဲ့အတွက်NUG စောက်သုံးမကြဘူး NUG မအောင်မြင်ဘူးလို့ပြောလို့မရဘူးနော်ပေါင်းကြည့်လိုက်စမ်းပါမင်းတို့ဖန်ရေးတမန်ရေးနော်စစ်ရေးကိုမင်းတို့ကြိုက်သလိုတိုက်မင်းတို့ကြိုက်သလိုနိုင်ကြိုက်သလိုအောင်မြောင်မင်းတို့တိုက်ဖန်ရေးတမန်ရေးမှာမင်းတို့NUG နဲ့လွဲချနိုင်နော်တရုတ်နဲ့ပဲတိုးဘသူနဲ့ပဲတိုး
အဲနူကြီးနဲ့မင်းတို့လွဲချကြည့်လိုက်စမ်းမအောင်မြင်လို့စီရင်နော်မင်းတို့ပြောအခုပူပေါင်းမှုလည်းမရှိဘဲနဲ့တခါကလည်းအဲနူကြီးပါလောက်ချီပါဖေးပေါက်ကအစအဲနူကြီးကိုစောက်ပြစ်တွေတင်းနေတာမင်းတို့ဆက်တန်းရင်လဲသိလို့ရတယ်အခုအညာဒေသပဲစီရေးအားကောင်းလာပြီပြည်သူတို့